ကြည်တယ်မမို့မချစ်တာကိုလိုက်လာတယ်ဟုတ်တယ်ကိုပြောင်းလွမ်းလို့လိုက်လာတာလေဗျာမလာဒီမပြောပါနဲ့မမို့ရေကျုပ်ကတကယ်လွမ်းတာသိကြလို့လားတကယ်နော်ဟုတ်တယ်လေကြော်ရင်နဲ့လိုက်ခဲ့ပါလားမြို့ကြီးသူရဲ့အစာချေတဲ့ကြီးရဲ့မမရွှေမင်းသမီးမြို့ကြီးသူရဲ့မင်းတို့စိတ်နဲ့တဲ့နေရမင်းစိတ်စိတ်မနိုင်ရှင်နာပါဘူးနိုင်ကလည်းကြီးသေးတာနော်လေကြော်ရင်နဲ့ရောက်ဖို့လိုက်ရပါမယ်မမို့လက်စီအောင်မမို့ရေဟုတ်ကဲ့ကိုပြေမောင်းတော့ကိုပြောင်းလေကြော်ရင်လိုက်ခဲ့ပါလားမြို့ကြီးသူရဲ့ဆန်ကချစ်စီကြီးရဲ့ပြုတ်မင်းတို့စိတ်နဲ့တဲ့လေရမင်းစိတ်စိတ်မနိုင်ရှင်ပါဘူးလေကြော်ရင်ရောက်ဖို့လိုက်ရမှာပဲဒါဟဲ့ဟဲ့လာအမလေးလဲကိုဖြည်းဖြည်းဖြစ်တာလဲအဲ့ဒါမြင်းစည်းနဲ့သူလေးစီရတာဖင်းနေရင်တွေကိုအောက်နေရပဲစိတ်မရှိလိုက်တာတော့မမိုးရေဖေးဆိုတာစောက်ပါများရင်စိတ်ရှိပါတယ်မဟုတ်လဲဆိုတာစီးပါများရင်ဖေးတောင်စိတ်ရှိပါတယ်ဗျာဒါအဆမလို့ပါသူမပြောတာနညူနဗျာလေးကိုစီရတာဖေးအောင်လေဗျာယောဂမစီရီနဲ့စိတ်ကနေလေခရူစားမရှင်းနာပါဘူးမြို့ရည်လူမမတို့ရငါမဆမ်းမနဲ့ပြမပီတာဇာမမိုးရေမမိုးရှင်ကိုပြောင်းဟာရစဘာမင်းနေမမိုးရေဟာအဲ့ဒါတွေကစဘာမင်းနေစဘာလေးတော့မဟုတ်ဘူးဒီမှာတမရုပ်ချောတဲ့စဘာလေးပေါ့ဩစဘာလေးမှာမဲတဲ့စဘာလေးကြည့်အမကြည့်စဘာဆိုတာလေစဘာဆိုတာမမိုးတို့နေတိုင်းမျိုးစို့နေတဲ့စံစီလေးတွေဖြစ်လာတဲ့အပင်ပေါ့မမိုးရေအဲ့လောက်လဲဘဝကိုမေ့တဲ့မြို့ကြီးသူမဟုတ်ပါဘူးကိုပြုံးရဲ့ဟုတ်လားစီတောင်ကိုမြူရဲ့မသိပါဘူးဗျာမသိပါဘူးစံဆိုတာတဘာကဖြစ်တဲ့တဘာဆိုတာလေခွေးတွေမှာရှိတဲ့ဗျာမသိရင်မသားထားကြပါမြို့ဆိုတာမြို့အဝဲပြီးအောင်နေချီဦးခေါ်ဆွဲကဗီတာမင်ပြည့်စားရပါစားဖို့ရဲ့တာကလည်းမူတကိမလုံးနဲ့မြို့ကြီးလူရာကိုပြောင်းအဲ့ဒါဘာလုပ်နေရညော့တွယ်နေလို့ကိုပြောင်းမညော့တွယ်ကျွတ်ကိုပြောင်းဗျာဟုတ်တယ်အင်္ဂလိပ်လိုထူလိုက်မယ်ဗီဗျာဆိုဘာမှလို့မထူတော့ဘယ်လိုထူရမှာလဲဗျာပါဆိုနေမှာဘာမှလို့ကြီးထူတယ်တဲ့မင်းမပြောနဲ့ကွာမောင်စကလုံးတွေပျောက်သွားအောင်မဲဦးကိုပြောင်းဗျာမမို့သူ့စာရွက်ကလည်းထပ်လို့အောင်ရပါမလားချွေးထွက်ရင်တုတ်ဖို့လာရင်ဟိုကတရွက်လောက်တောင်းလိုက်ရပါတယ်ဟိုမှာ900ရာနေတဲ့ဗလာစာရွက်တရွက်လောက်ပေးပါလားမကြီးရဲ့မကြီးကျွန်တော်ဗလာစာရွက်လေးတရွက်လောက်ပေးပါလားဗျာဟုတ်ဆက်ပြီးတော့စကားပြောဖို့အတွက်စာရွက်လိုနေလို့ပါမကြီးရဲ့ရတယ်အဲ့တော့ဆက်လို့ပါမအဲ့ကြောပေးရတယ်အဲ့ကြောပေးရတယ်ကြောသာပေးလိုက်ပါတော့အဲ့ကြောအတိုင်းကိုဖတ်ဒီမှာအင်္ဂလိပ်လိုရေးထားတယ် the past now တခြားအင်္ဂလိပ်လိုပြန်ပြောနော် the past now the constitution of the code the facility of the forget translator is the code the first နားလည်းမပေါ်လည်းမပေါ်အောင်မပူးဘဒူကပေးရမှာလဲညီညီဒီမှာအေးဆေးမနေဘလို့မှလည်းမသိဘူးဘယ်ကနေဘလို့စလို့စမှာလဲမသိဘူးကိုတော့မေ့အောင်လုပ်မယ်ဟုတ်မမူကိုပြောင်းဗျာကိုပြောင်းဗျာမမိုးမျိုးပြန်မလို့ကိုပြောင်းကိုလေဒီစာလေးပေးခဲ့ပြရစေကိုပြောင်းရဲ့ဒီစာလေးထဲမှာလေထိုင်းထီတိတ်စိမ့်လိုက်ရင်ထိုင်းထီများတိတ်စိမ့်ပေးတာလားထိုင်းထီယူတာတေချာယူဟုတ်ကဲ့ဘာရလို့နေမေ့ကုန်မယ်နော်ဟုတ်ကဲ့
အဲ့တော့ကိုပြုံးကိုပေးခဲ့ပြရစေကိုပြုံးရဲ့မမိုးလေဒီစားထဲမှာကိုပြုံးကိုမမိုးရဲ့ရှင်တွေကခံစားချက်တွေကိုဒီစားထဲမှာရေးထားရတယ်နော်မမိုးပြန်တော့မယ်ကိုပြုံးနော် မမိုးကကျုပ်နဲ့ခွဲရမှာဝမ်းနေလို့ပြန်လာလားကျုပ်ပင်နေလို့မြန်ငိုနေရလားမမိုး အမြန်သေးပါတော့ကိုပြုံးရဲ့ တတ်ပါပါမနက်ဖြန်ပြင်မယ်နော်မမိုးပြန်မယ်ဆိုလေဒီလမ်းတက်ပြန်နိုင်စီတွေ့တာနဲ့ဟိုဘက်ကံမက်ကိုတက်ပြီးဟိုဘက်ကိုတက်အမြန်လမ်းကိုရောက်တယ်နော်မမိုး ဩ အေးဟိုဘက်ရောက်သွားရင်လက်ကွင်းတွေဝင်ခေါ်လိုက်မယ်သိလား ဟုတ်လား လမ်းတက်ပြန်နော် ဩသွားမယ်နော် ဟုတ် မမိုးသွားတော့မယ်ကိုပြုံးရဲ့မမိုးသွားတော့မယ်နော် ဟာမမိုးတော်ပါ မမိုးသွားတော့မယ် တော်ပါမမိုးအာမိသားစုရဲ့ဆုံးပြီဗျဟာဘာလို့ငိုနေငါမသိသေးမဆောရမိုက်တယ်ကွာဟောရီယာတော်သားကိုပြူကိုဟုတ်ပါဘူးတော်သားကိုပြုံးကိုအိမ်မှာပေးတယ်လို့ကိုရောင်ပြပြီးတော့သူပြန်သွားပြီပေါ့ဒီမှာမတ်တရလို့ပါဗောပြန်သွားစိတ်ထဲမှာပြန်သွားပြီသူပြန်သွားပြီဗော တော်သေးတာပေါ့ ကျုပ်သိပါတယ်မမိုးကြီးမင်းဖေထဲမှာရှုံဝင်သွားမှာဆိုလို့တို့မိုးရင်းဆိုတော့လေရှုံပေါ်တည်းမောတယ်မင်းဖေထဲမှာရှုံဝင်သွားမှာဆိုလို့မင်းမျိုးကိုပြန်သွားတာမဟုတ်လားယင်မမိုးဒါပါပဲဗျဒါပါပဲမမမျိုးကြီးတို့ရဲ့အိမ်မပေးသွားတယ်မျိုးကြီးတို့မမချောင်းရဲ့မင်းပြန်သွားတယ်လဲလဲရောင်းကဖုံလုံးကြီးတွေဒီကလွမ်းကြီးဝေတယ်လေလွမ်းချမ်းသောဒေါသလေးဘဝမင်းမသိပါလားမမိုးလေးရလေကွန်ပျူတာစာစီထားတယ်လို့ပါပဲဟောလားပါစာရေးတော့ပါလိမ့်မမိုးရေ ကိုပြုံးရဲ့ ဗျာ ဒီစာကိုဖတ်နေရတဲ့အချိန်မှာလူကြီးတွေသဘောထူထားတဲ့ကိုမဲဆိုတဲ့လူနဲ့မမိုးလက်ထက်လိုက်ရပါပြီကိုပြုံးရဲ့ သူကလည်းပြူးတာကိုဖေးပယ်ထားပြီးမဲတာနဲ့လက်ခါမဲတာနဲ့လက်ထက်သွားပေါ့ တကယ်တော့လေတကယ်တော့ချစ်တာနဲ့လက်ထက်တာတခြားစီပါကိုပြုံးရဲ့မမိုးလေမမိုးတိလားမမိုးကိုပြုံးဘယ်တော့မှမမေ့ပါဘူးနော်နော်ကိုပြုံး မမောလည်းငိုလာရှိတော့ကွာငိုတော့ဟီးစောက်တဲ့ကွဲတဲ့စားတော့အပြောချွေလာကြီးလားမြို့ကြီးသူရေအပြောချွေလာကြီးလားမင်းကတော့လက်ထပ်သွားပြီပေါ့ဟမ်ပြီးတော့ဗာဆက်ပြီပါတယ်မိုင်းဟောရရအသေးတို့နဲ့တော့ကိုပြုံးကိုမုံမဲ့မိုးရင်နဲ့ဖြည်းဖြည်းမုံပါလို့ကျုပ်အတန်တန်တောင်းမှန်ထားခဲ့ရင်မမူးရင်ဟမ်တကယ်တော့ချစ်တာနဲ့တဲခုခံသွားတာချားစီပါဘူးမမူးရင်ပြီးတော့လေအခုတော့မျိုးချင်းသူရဲ့အခုတော့လေမမူးရင်အော်မမူးကျုပ်တန်တန်တောင်းမှန်ထားခဲ့ရင်နဲ့ဘာဖြစ်လို့ကျုပ်ကိုထားခဲ့ရတာလဲမမူးမင်းလက်ထက်သွားတဲ့ကိုမဲဆိုတဲ့သူနဲ့ငါတို့ရွာကိုလာခဲ့စမ်းမှာထမင်းတွေဖိတ်ကျွေးမယ်အစိတ်တွေခတ်ပြီးတော့တည်သားအပါနဲ့မပါမနဲ့ငါပဲကိုခွဲသွားတာအခုတော့ကျုပ်သိပါပြီမမိုးရဲ့ကျုပ်သိလိုက်ပါပြီဗျာမမိုးချစ်ရဲ့ကြည်ကျွန်းအရင်လေးကိုဖြစ်ပြပြခဲ့ပြီအချစ်ရဲ့ဖြစ်မစီအော်ပြပြနဲ့မာယာထေဝီစိတ်လေးကိုကြည်ရဲ့လေး
ဘယ်လိုမုံဘယ်လိုဖြေလို့ဘယ်လိုနေရမှာလဲရောက်စမ်းမအောင်မြို့ရည်သူမမစိတ်အမုံအလားဒီဝီအသင်းလူတွေတော်သားလေးကိုဖြည်းဖြည်းကိုနေစမ်းမရစေဩမြို့ရည်သူမမ Bali